စီမန်ညိုကမန်စီးတီးရဲ့ပရီးမီးယားလိအိမ်မက်တွေကိုအသက်သွင်းပေးမဲ့သူဖြစ်လာမလားမြန်မာစပေါ့တော့ကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေမင်္ဂလာပါဗျာကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မန်စီးတီးတင်ဟာ FA ဖလားတတိယဆင့်ပွဲမှာလီ1ကလပ် Extra City ကိုဂိုးသွင်းပွဲကျင်းပပြီးတော့10ဂိုးတဂိုးနဲ့နိုင်ယူခဲ့ပြီးကစားသမားတဲ့စီမန်ညိုကလည်းပွဲဥထွက်မှာပဲခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်မန်စီးတီးရဲ့အဖွင့်ဂိုးကိုပွဲစား17မိနစ်မှာပဲလူငယ်နောက်ခံလူအဲလီနီကသွင်းယူခဲ့ပြီးအဲ့ဒီနောက်မှာတော့မန်စီးတီးတင်က၄ချိန်ခန်းဆင်းသလိုဂိုးတွေအလွယ်တကူပဲသွင်းခဲ့ပါတယ်မန်စီးတီးတို့ဂိုးတွေကိုရိုဒရီရီဂိုလိုဝစ်စီမန်ညိုရိုင်းဒါစ်အိုရိုင်လီမက်ကီရိုတို့ကသွင်းခဲ့ကြသလို Extra City ကစားသမားတို့ကလည်းကိုပြန်သွင်းခဲ့တာဖြစ်ပါတယ်1986ခုနှစ်တုန်းကဖူဟန်နဲ့လီဖလားပွဲမှာလီဗာပူးတင်10ဂိုးပြတ်နဲ့အနိုင်ရပြီးတဲ့နောက်နှစ်ပေါင်း39နှစ်အကြာမှာမန်စီးတီးတင်ကပြည်တွင်းရှုံးတဲ့ဖလားပွဲစဉ်တစ်ပွဲမှာပြိုင်ဘက်ကို10ဂိုးအထိသွင်းနိုင်တဲ့ပထမဆုံးကလပ်ဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒါအပြင်မန်စီးတီးတင်ဟာ2015ကနေအခုနှစ်အထိ FA ဖလားအိမ်ဝင်ပွဲတွေမှာ16ပွဲဆက်တိုက်အနိုင်ရခဲ့တာကြောင့်1939ကနေ1955ခုနှစ်အတွင်းလီဗာပူးတင်တရှိခဲ့တဲ့စံချိန်နဲ့တူညီသွားပါပြီ။အခုပွဲမှာမန်စီးတီးတို့ပွဲဥထွက်ကစားခဲ့တဲ့စီမန်ညိုဟာပွဲချိန်64မိနစ်အတွင်းအောင်မြင်တဲ့ဘလုံးပေးပို့မှု38ကြိမ်အခွင့်အရေးဖန်တီးနိုင်မှု2ကြိမ်ဂိုးပေါက်တဲ့မှု2ကြိမ်ဂိုးပန်ထိမှု2ကြိမ်နဲ့တဂိုးသွင်းခဲ့ပါတယ်မန်စီးတီးတင်တို့ပွဲဥထွက်မှာပဲကိုယ်တိုင်ဂိုးသွင်းဂိုးပန်ထိမှုပြုလုပ်ခဲ့တဲ့နောက်ဆုံးကစားသမားကဂန်နွေတိုက်စစ်မှုအကွဲရိုးဖြစ်ပြီးအခုစီမန်ညိုကဒုတိယမြောက်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါပြီမန်စီးတီးတင်ဟာပြီးခဲ့တဲ့ရက်ပိုင်းကမှစီမန်ညိုကိုပေါင်62.5သန်းနဲ့ခေါ်ယူခဲ့ပြီး9နှစ်ခွဲသက်တမ်းရှိတဲ့စာချုပ်ချုပ်ဆိုခဲ့ပါတယ်။အသက်26နှစ်အရွယ်ရှိပြီဖြစ်သူဂါနာလေရွေးစဉ်စီမန်ညိုဟာဘုံပေါက်တင်နဲ့စာချုပ်ရော်ကြီးပမာဏထွက်ပေါ်ပြီးတဲ့နောက်သူ့ကိုခေါ်ယူဖို့ချဲလ်ဆီလီဗာပူးယူနိုက်တက်တင်တို့ကအပြိုင်စိတ်ဝင်စားခဲ့ကြပါတယ်။ဒါပေမဲ့စီမန်ညိုဟာသူနှစ်ပေါင်းများစွာမျှော်လင့်တောင်းတခဲ့ရတဲ့မန်စီးတီးတင်ကိုတရားဝင်ပြောင်းရွှေ့ခွင့်ရခဲ့ပြီးမန်စီးတီးတင်ကအာဆင်နယ်နဲ့အမှတ်ကွာချက်ကိုချော့ချဖို့အတွက်စီမန်ညိုကိုခေါ်ယူပြီးတော့တိုက်စစ်ပိုင်းအားဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။စီမန်ညိုဟာမန်စီးတီးတင်ကနုံကစားသမားယာယာတိုရီဝစ်ဆင်ခဲ့တဲ့ဂျောနံပါတ်42ကိုဝစ်ဆင်ဖို့ရွေးချယ်ခဲ့ပါတယ်။စီမန်ညိုဟာပြီးခဲ့တဲ့ဂျာသာရီနေ့ကမန်စီးတီးတင်နဲ့စာချုပ်ချုပ်ဆိုခဲ့ပြီးအခုဆိုရင်နောက်ဆုံး12လအတွင်းဂွာဒီယိုလာရဲ့ကစားသမားသစ်ခေါ်ယူမှုအတွက်အသုံးစရိတ်ကပေါင်သန်း400ကျော်အထိရှိလာပါပြီ။မန်စီးတီးတင်နဲ့စာချုပ်ပြီးတဲ့နောက်စီမန်ညိုကမန်စီးတီးတင်ကိုပြောင်းရွှေ့ခွင့်ရတဲ့အတွက်အရန်ကိုဂုဏ်ယူမိပါတယ်။ဂွာဒီယိုလာလက်ထက်မှာပြီးခဲ့တဲ့10စုနှစ်တခုကတည်းကမန်စီးတီးတင်ရဲ့ပွဲတွေကိုကျွန်တော်စောင့်ကြည့်ခဲ့ပြီးပရီးမီးယားလိကိုမန်စီးတီးတင်ကလွှမ်းမိုးနိုင်ခဲ့သလိုချန်ပီယံလိ FA ဖလားလီဖလားပြိုင်ပွဲတွေမှာလည်းအံ့အားသင့်စရာအောင်မြင်မှုရယူနိုင်ခဲ့ပါတယ်။အသင်းမှာကမ္ဘာ့အဆင့်ကစားသမားတွေကမ္ဘာ့အဆင့်မီစက်ကရိယာပစ္စည်းတွေနဲ့ကမ္ဘာ့အကောင်းဆုံးနည်းပြတူဖြစ်တဲ့ဂွာဒီယိုလာကိုလည်းပိုင်ဆိုင်ထားပါတယ်။ဒီအသင်းမှာကျွန်တော်ကစားခွင့်ရတာကကျွန်တော်ရဲ့ကစားသမားဘဝနောက်တစ်ဆင့်တက်နိုင်ဖို့အတွက်အသင့်တော်ဆုံးဖြစ်သလိုဒါကကျွန်တော်အတွက်အထူးအခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။ ETH ဟာကျွန်တော်ရဲ့အိမ်အသစ်ဖြစ်လာပြီးမန်စီးတီးပရိသတ်တွေရှိမှကစားခွင့်ရဖို့မဆောင်နိုင်တော့သလိုကျွန်တော်ဘာလို့နိုင်စွမ်းရှိလဲဆိုတာပရိသတ်တွေကိုပြသခွင့်ရမယ်လို့မျှော်လင့်ပါတယ်လို့ပြောကြားခဲ့ပါတယ်။မန်စီးတီးတင်ဟာပရီးမီးယားလိမှာပြန်လည်ပို့ဆွဲဖို့မျှော်လင့်ချက်နဲ့စီမန်ညိုကိုခေါ်ယူခဲ့တာဖြစ်ပြီးစီမန်ညိုဟာအသင်းရဲ့မျှော်လင့်ချက်အိမ်မက်တွေကိုသူ့ခြေစွမ်းနဲ့အကောင့်ထဲပေါ်နိုင်မလားဆိုတာစောင့်ကြည့်ရမှာပါအခုဖော်ပြခဲ့တာကတော့စီမန်ညိုကမန်စီးတီးရဲ့ပရီးမီးယားလိအိမ်မက်တွေကိုအသက်သွင်းပေးမဲ့သူဖြစ်လာမလားဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်ဖော်ပြသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ YouTube နဲ့ Facebook Page တွေကို Like and Follow လုပ်ထားဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ